အားလုံးပဲမင်္ဂလာပါညာဒီနေ့မှာတော့ Christmas နဲ့နေလာပြီဆိုတော့ဒီကနေ့ပတ်သက်တဲ့ဘုရားတုဒ္ဒလေးကိုသင်ကြားပါမယ်စိတ်ကြည်ခြင်း Christmas ဆိုတာနဲ့ Santa Claus နဲ့လက်ဆောင်တွေရောင်စုံမီးတွေထွန်းညှိထားတဲ့တစ်ပင်နှစ်လလေးတွေပဲမြင်နေရဆိုရင်တော့မဟုတ်သေးဘူးနော်ဒီပွဲတော်ရဲ့နောက်ကဇလန်းတွေကယုံကြည်နိုင်အောင်စိတ်ဝင်စားစရာကောင်းပါတယ်အရင်ဆုံးသိထားရမှာက Christmas မတိုင်ခင်ဒီဇင်ဘာ25ရက်နေ့မှာလောမတွေစက်တန်နေလီယာလို့ခေါ်တဲ့ကြီးကျယ်တဲ့ပွဲတော်ကျင်းပကြပါတယ်။ဒီပွဲမှာကြီးကျွန်းတွေကသခင်ဖြစ်ပြီးသခင်တွေကကျွန်ဖြစ်ကြတယ်။လူတိုင်းစားတော့ပွဲကြီးတွေလို့သက်ဆောင်တွေဖလဲ။တစ်ပင်တွေကိုလှဆင်ကြတယ်။နောက်တစ်ခုကယောမတွေကိုကြွယ်တဲ့နေနဲ့ဖျားမင်းတွေလည်းဖြစ်တယ်။ဒီဇင်ဘာ25ရက်နေ့ကိုဒီနေ့ခရစ်ယာန်ဘုရားကျောင်းကလူထုတန်းကားတွေကိုဆွဲဆောင်ဖို့ဒီရိုးရာပွဲနေ့ကို Christmas ပွဲတော်နေ့အဖြစ်သတ်မှတ်လိုက်တာပါ။အခုSanta Claus ကြောင့်ပြောအောင်ဒီရဲ့မူလဇလန်းကအမတန်စိတ်နှလုံးချမ်းမြေ့စရာကောင်းပါတယ်။ဒေးရာစုကတူရကီနိုင်ငံမာယာမြို့ကဘုန်းတော်ကြီးနီကိုလက်ဆိုတာစင်ရသားတွေကိုလျှို့ဝှက်ကူညီတယ်။တခါကစင်ရသားမိသားစုကသမီးတွေကိုလက်မထပ်နိုင်လို့အယောင်စားခံရမယ့်ချိန်မှာသူတို့အိမ်ပဒိမောက်ကနေရွှေရင်းကားတွေကိုညအချိန်မှာပြစ်ထည့်ပေးလိုက်တယ်။အဲ့ဒီဒင်းကားတွေကဂျိတ်ဘော်ကရှေးထဲကိုကျသွားတယ်။အဲဒီကနေစပြီးရှေးထဲလက်ဆောင်ထည့်တဲ့ရိုးရာစခဲ့တယ်။နောက်ပိုင်း Dutch လူမျိုးတွေက Santa Claus လို့ခေါ်ပြီးအမေရိကန်ကိုအတန်ကိုယူလိုက်တော့ Santa Claus ဆိုပြီးဖြစ်သွားတာပါ။ Christmas တပင်ကဘယ်ကစလဲဆိုတော့ရှေးဂျာမန်လူမျိုးတွေကစောင်းရာသီမှာအရွက်မချေတဲ့ထင်းရှူးပင်တွေကိုအသက်ရှင်ခြင်းသင်္ကေတအဖြစ်ကိုးကွယ်ကြတယ်။ခရစ်ယာန်ဘုရားကျောင်းကဒီအလေးထားကိုထာဝရအသက်ကိုကိုးစားပြုတဲ့တပင်အဖြစ် Christmas နဲ့ပေါင်းလိုက်တယ်။16ရာစုမှာဂျာမနီမှာဖန်လုံးတွေဖျောင်းနိုင်တွေတက်ဆင်တဲ့အလေးထားကစပြီး19ရာစုဗက်တိုးရီးယားကအင်္ဂလန်မှာအယ်ဘတ်မန်သားနဲ့ဗက်တိုးရီးယားဘုရင်မကဒီလေးထားကိုဗြိတိန်များအောင်လုပ်ခဲ့တယ်။ကမ္ဘာတစ်လောမှာထူးဆန်းတဲ့ Christmas အလေးထားတွေရှိတယ်။ဂျပန်မှာဆိုရင် Christmas ညနေစာက KFC ကြက်ကြော်1980မှာကတည်းကကြော်ညာတစ်ခုကြောင့်ဖြစ်လာတာအခုဆိုရင်မှာကျင်တယ်ဆိုလာတော့ကြာတူတင်မှာရတယ်။အိုက်စ်လန်မှာဆိုရင်တော့ Christmas ကောင်းလေးတွေ73ယောက်ရှိတယ်။သူတို့ကနေ့စဉ်လာပြီးကလေးတွေကိုလက်ဆောင်တွေပေးတယ်။ဒါမှမဟုတ်သူတို့ရဲ့ရှေ့ထဲအာလူဘုတ်တွေထည့်တာပေါ့။ယူကရိန်းမှာဆိုရင်တော့မီးလောင်ဖို့ပုံမြင်ကနေဆင်းသက်လာတဲ့ဒီတက်လို့ခေါ်တဲ့ကောက်ရိုးအထုပ်လေးတွေကိုအိမ်မှာထားကြတယ်။မြန်မာပြည်မှာဆိုရင်တော့ Christmas ကခရစ်ယာန်ဘာသာဝင်တွေအတွက်ဘာသာရေးအဓိကပွဲဖြစ်ပေမဲ့ရည်ကျင်းမှုဖြစ်နေတော့မြို့ကြီးတွေမှာလူကြိုက်များလာတယ်။ရန်ကုန်မှာ Christmas ချင်းတွေကြားရတယ်။ဈေးဆိုင်တွေမှာ Christmas အလှဆင်တာတွေမြင်ရတယ်။တကယ်မြန်မာ Christmas ရဲ့အရာတာဘုရားကျောင်းတွေမှာဆူတောင်းပွဲတွေအရှင်ပွဲတွေလူငယ်ပွဲအကားပွဲတွေစင်ရသားတွေကိုလူတဲ့ပွဲတွေပါရှိပါတယ်။ဘုန်းတော်ဘုရားကဒီဒီလဲတာလည်းနာမည်ကြီးတယ်နော်။ဒါကြောင့် Christmas ဆိုတာရှေးရောမပွဲတော်တူရကီကကျင်နာတဲ့ဘုန်းတော်ကြီးဂျာမန်ရိုးရာဂျပန်ကြက်ကြော်မြန်မာမိုးမြောက်ဖျားအားလုံးပေါင်းဆက်ထားတဲ့ကမ္ဘာယဉ်ကျေးမှုပွဲတစ်ခုပါပဲနောက် Christmas မှာဒီဇလန်းတွေကိုမင်းတငယ်ချင်းတွေကိုပြပြလိုက်ပါဦးနော်အားလုံးပဲကျေးဇူးတင်ပါတယ်